ဒီနေ့မှာတော့ဘလိုင်းပါလေးဖွင့်ပြမှာပဲဖြစ်ပါတယ်ရှင်အမောင်စင်လေးပေါ့နော်အဲ့ဆိုရင်နောက်ဗီဒီယိုလေးကိုစလိုက်ရအောင်ပြေးလိုက်တာဟာဒီနေ့ငါပါလုံးလို့ရပါတယ်လေအော်ဟုတ်တာပဲဘလိုင်းပါလေးမှန်ထားတာမရောက်သေးဘူးလားမသိဘူးဖုန်းဆက်မေးကြည့်လိုက်အောင်မယ်တီးမနေ့ကတပလက်မှန်သွားလဲတော့မှန်မရခဲ့ဘူးဒီနေ့အပေါက်လေးပဲဖာဖိလိုက်တယ်မစိုးပါဘူးလေဒါလေးလမ်းလွယ်မကွဲတော့ဘူးပေါ့တီး Hello ဟုတ်ကဲ့ကျမလာဘူးဘလိုင်းပါလေးမှာထားရောက်ပြီလားမသိဘူးရှင်ဟိုရောက်ပြီအမသူကရောက်ပြီလို့ပြောတာပဲပြီးတော့ဖုန်းချောင်းဘာလို့မှမသိပါဘူးဟာတင်းတောင်ဟာအဲ့ရှိမကဘယ်လေးတီးတာကြားတယ်သွားကြည့်အောင်မဘာလေးလည်းမသိဘူးဝိုင်းတာဟာတိုင်းပေါက်လေးရောက်လာပြီဒီပြကလေးလည်းမသိဘူးမဲရောက်ကြီးပဲတိတ်တော့မနာဘာလေးလည်းမသိဘူးနောက်မှပဲကြည့်တော့မယ်ထားလိုက်တယ်တိုင်းပေါက်လေးပဲငါတော်မပြောနေတာတနေ့3နှစ်လောက်တောင်ကြာသွားပြီငါလေးရဲ့လာဘူးလေးရဲ့တဲ့ဒီ mystery လေးပါရထင်တယ်ကရှင်မပုံစံလေးတော့မဟုတ်တယ်လို့ကိုလာမသိဒီဘက်ကရနိုင်မယ့်ဟာတွေပဲ you can get it fish ရဲ့ labu ရဲ့ baby tree ရဲ့ cute bear ရဲ့ mystery ရဲ့ mystery ရဲ့ baby tree လေးရဲ့ပူပေါက်ချင်တယ်ဒါပဲဖြစ်ကြည့်လိုက်ရအောင်ဟိုဘက်ကိုကဲရောက်ပြီဒီမှာကြတော့ yellow လေးဒါရောက်နိုင်တဲ့အရောင်ထင်တယ်အရန်လာတာပဲမှာက yellow လေးရဲ့ green လေးရဲ့ blue purple orange pink and brown ကဘယ်လိုဖြစ်လို့ဒီဘက်ရောက်တာလဲမသိပေါင်းလိုက်ချင်းများရချင်းနဲ့ဒီဘက်ကရဲလာဒီဘက်ကဘာမှလည်းမရှိခုနကတ်ထားတဲ့နေရာကြီးအဲ့လူရုပ်လေးကဘာလေးလည်းမသိဘူးဒါကတော့ trend ဖြစ်နေတာဆိုတော့နောက်နေ့မှပဲဖောက်လိုက်တော့မယ်ကဲအဲ့ဆိုဒါလေးကိုထားလိုက်တော့မယ်နောက်ကရုပ်လေးဟေးကိုစကြည့်အောင်ဒီကငါမြင်ဖူးနေတယ်လို့ပဲဟုတ်တာပဲ gymnastic လို့ကိုလေးပဲအရင်လာတာပဲဒီနေ့ငါအပြင်သွားရမယ်ဈေးဝယ်ထွက်ရမယ်ငါပတ်စံနေများရထားဆိုဈေးဝယ်ထွက်ရမယ်ခေဈေးဝယ်ထွက်လိုက်ပါအောင်မယ်ရှင်ကိုမပဲအစင်ပြေသွားတော့တယ်ငါရမောနေတာမောလိုက်တာ finally မဝဲလာပြီဒီရုပ်လေးဖယ်လိုက်ပါမယ်အများကြီးပဲဝဲလာပြီဒီမှာအများကြီးပဲဝဲလာပြီရမ်းမိုက်တယ်စာအုပ်လေးတောက်မှပါလာသေးတယ်အရင်ဆုံးစာအုပ်လေးကိုပဲရေးကြည့်ကြရအောင်ဟာတပတ်ကလေးလည်းမသိပါဘူးဖွင့်ကြည့်လိုက်အောင်ဒါလေးခါစောင်းမှတ်တဲ့ကလေးပဲရမ်းမိုက်တယ်ဒါဖြူတူးမြတ်တူပြထိုးထားလိုက်ပါမယ်ဒီစာအုပ်လေးကငါမြင်ဖူးနေတယ်လို့ပဲညီမရွရစကထာများတဲ့အဲ့ဒါကြောင့်ဆိုင်ရကောင်းတယ်ဆိုလို့ထဲလိုက်လို့ပြောလိုက်တာငါတော့မကြည့်ခဲ့မိဘူးတကယ်တော့ကောင်းရလားမသိပါဘူးနောက်မှပဲကြည့်တော့မယ်ဆိုတော့ဒါလေးကဆင်ပြေသွားပြီဒါလေးကပကြီးဆိုင်မှာကိုယ့်အကိုပကြီးလေးဆွဲလို့ရတယ်ရေးသေးချင်ရတယ်တော့အဲ့ဆိုတော့ပကြီးနည်းနည်းလေးဆွဲခဲ့တာဒါလေးကတကယ်လာတာပဲရမ်းချဖို့ကောင်းတယ်ဟမ်းပွင့်လေးတွေနောက်ထပ်လည်းဗမို့လေးတွေကိုမချစ်ဆက်ရမ်းကောင်းတယ်သူ့ဆိုင်ရာရည်စည်းတွေကတကယ်ကောင်းတာပဲထောက်လေးကရည်စည်းလေးနဲ့ဆွဲထားတဲ့ပုံတွေဒီလေးဆိုအလှဆုံးပဲငါကဒီလောက်လာတဲ့ဘကွက်ကတော့မဆွဲဘူးရမ်းလာတယ်ဒါလေးကတော့နည်းနည်းလေးရုပ်ဆိုးတယ်ဒါပေမဲ့လှပါတယ်လေနောက်တစ်ခုက water slide လေးပါဒီ slide လေးကတော်တော်လေးတော့လှတယ်ဒါပေမဲ့ဘူးလေးတိတ်လိုက်တာငါလည်းတစ်ဆောက်စာပဲရှိတယ်ဆိုးပါဦးလေအဲ့ဒီပို့တော့ပါတယ်ဒါလေးတော်လှနေပြီရမ်းမိုက်တာပဲနောက်ကြရင်နောက်တစ်ခုထောက်ရအောင်မနဲ့ဘူးကြည့်ရအောင်မဒီခေါက်မစားတိုင်းမလို့ဒါလေးပဲဝေခဲ့ရတယ်ဒါလေးရ speaker ဘူးလေးတဲ့အထဲ
မှာအလှပစ္စည်းလေးပါမဆွေးလေးဒါကတော့အလွယ်ကိုဖွင့်လို့ရတာအခုပဲဖွင့်လိုက်တော့မယ်ကဲဖွင့်ပြီးတော့ပြီဟာရမ်းလာတာပဲဒါစိတ်နှုံးလေးလားတော်လာတာပဲဒါလေးကပန်းမွေးကလေးရမ်းကိုလာတယ်ငါအကြိုက်လေးပဲပန်းမွေးလေးရတော့ငကူရဲ့ပါလို့ပြောတာပဲကလေးလေးမှလက်လို့ရတယ်ရမ်းနှနောက်တစ်မျိုးကဒီမှာလိပ်ပြကလေးတော်ကိုလာတယ်ကျူဖြစ်တဲ့လက်လက်လေးနဲ့ထားနေရဲ့ဒါလေးကငါရဲ့ free break ဒီနေ့ဂျပန်လေးကအရန်ကိုလာတယ်ဒါလေးလည်း free break ပဲသွားမယ်ဒီဘာဘီရတာမစိုးပါဘူးတိတ်တော့မလာဘူးဒီဘက်ပို့မယ်ဒါလေးကချစ်စရာလေးတော့ချစ်စရာတော့ကောင်းတာပဲလွယ်ပို့လိုက်မယ်ဒါလေးကဘယ်လေးဒါလေဒါပေမဲ့ဒီဘက်ပို့လိုက်ပါမယ်ဒီနှစ်ခုစုံဒီဘက်ပို့ရတော့တော်ကြိုက်တယ်အကုန်လုံးကငါကြိုက်တယ်ကြီးပဲဆိုတော့ငါပစ္စည်းတွေပြန်ထည့်ရမယ်တိုင်းလေးကိုအောက်မှာအခန်းဖြစ်ထားလိုက်မယ်ဒီဘာဘီလေးကိုလည်းဒီမှာထားမယ်လေးကိုဒီမှာထားလိုက်မယ်ဒါလေးကိုကြားဒီမှာထားမယ်ဒီရုပ်ကိုကြားတော့ဒီနားလေးမှာဟောဒီလိုထားလိုက်မယ်ဆိုတော့ဒါလေးကတော်တော်မိုက်တာပဲစိတ်နှုံးလေးကိုလည်းဒီမှာထားမယ်လေးပြလေးဒီမှာထားလိုက်မယ်ဖိလိုက်တော့မယ်ရန်ကုန်မိုက်တာပဲနောက်ဆုံးတစ်ခုကတော့တဒါဒီရှင်းဝင်တွေကိုဖမ်းရတဲ့အယုတ်လေးရန်ကုန်မိုက်တယ်ဖွင့်ရတော့တော်တော်လေးခက်တယ်ကဲရပြီသူကအထဲမှာအချွေစီလေးနဲ့ထည့်ပေးထားတယ်မိုက်တယ်အချွေစီလေးနဲ့ထည့်ပေးထားတယ်နော်မှာကျေးဇူးလေးနဲ့တောင်းရတယ်လို့ပြောတယ်။ကဲဒီမှာတန်းကြည့်လိုက်ပါဦးမယ်။ဒီကဲရပါပြီအဲ့ဆိုရင်ကျေးဇူးလေးကိုဘူးထဲပဲပြန်ထည့်ထားလိုက်မယ်။ဆိုတော့ဆော့ချရအောင်။ကြည့်ရတခဲအသိမရှိတယ်နဲ့နားမထားပဲတွင်းလိုက်တော့မယ်။ဘက်ထရီတင်းတဲ့ဟာကဒီနားမှာလို့ပြောတယ်။တိလေးတော့ထားလိုက်ပါလေကျိုးတော့မပေးလိုက်ဘူးသူကထူးဆန်းလိုက်တာသူပြောတာတခဲအပြားလေးထည့်ရတယ်တဲ့အဲ့ဒီကိုနောက်မှပဲတောင်းကြည့်ရတော့မယ်ခုတော့ baby ပဲထားလိုက်တော့မယ်ကဲအဲ့ဆိုရင်ပစ္စည်းလေးပြန်သိမ်းမယ်တိတ်လိုက်မယ်လို့ရှိရင်စာအုပ်လေးလည်းတိတ်လိုက်မယ်ပင်ငါဘူးလေးလည်းတိတ်လိုက်မယ်ရှေ့အဲ့ဆိုရင်လာပါပြီဖုန်းနာကြည့်လိုက်ပါဦးမယ်လေ shop ထဲမှာဘာတွေဝယ်လို့ရလဲမသိဘူးဟာကလေးဘူးလေးဖြစ်ရပဲစီးတဲ့တယ်လည်း discount လေးချက်တာအဲ့လေးဝယ်လိုက်မယ်ဒီကဲအဲ့ဆိုရင်အဲ့ဒါနေ့ဖြတ်မှာရောက်မယ်လို့ပြောတယ်ပုံစံကတော့ရေတော့မှဟာရှိဘူးလေဒီလိုမျိုးလေးပဲအဲ့ဆိုတော့လှပလားမသိဘူးတို့ပုံပြထားတာအဲ့လိုလေးပဲဒါဖြစ်ဖြစ်လေးဝယ်ပြီးဆိုတော့စောင့်ရုံပဲပေါ့ကဲအဲ့ဆိုရင်ဒါအလိုပဲတတာမနေ့ဖြတ်မှာပြန်တွေ့ကြမယ်နော်